အိမ်ဆိုတာဒီဘက်ကမှာနားခိုဖို့တက်မဟုတ်တော့ပါဘူးဒါဟာမိတ်ဆွေရဲ့အောင်မြင်မှုကိုအတန်သိတက်တည်ပြနေတဲ့ဂုံတွက်တစ်ခုပါ luxury ဆန်နဲ့နေထိုင်မှုဆိုတာမိတ်ဆွေရဲ့ image နဲ့ facility များကိုခံစားဖို့အတွက်ပါပဲအင်အားကန်ကိုမျက်နှာချင်းဆိုင်ထားတဲ့ရန်ကုန်မြို့ရဲ့အထင်ကရနေရာစီးပွားရေးလုပ်ငန်းရှင်တွေအများဆုံးရှိတဲ့ဘိုဟိုချမ်းနေရာမှာမိတ်ဆွေရဲ့အင်ရှိနေတာဂုဏ်ယူစရာဖြစ်ပါတယ်ဒီလိုခမ်းနားမှုတွေကိုအပြည့်အဝပေးစွမ်းနိုင်တာကတော့ကဘာအေးဖျားလမ်းမကြီးနဲ့ကံဘက်လမ်းတောက်မှာရှိတဲ့ The Central Condominium ကြီးပဲဖြစ်ပါတယ်။ဘာကြောင့် The Central ကိုရွေးချယ်ဝယ်ယူတင်တာလဲ။စူညံတန်တွေကင်းဝေးပြီးအစစ်မြစ်ဤပညာသုံးအတန်လုံးစနစ်တွေပါဝင်ခြင်းအင်အားကံပေါင်ကလက်ဆက်တဲ့လေပြည်ကိုနေ့စဉ်ခံစားရရှိနိုင်ခြင်း shopping mall အစစ်မြစ်စားတောက်ဆိုင်နဲ့ဂျင်းတွေအားလုံးကို project ထဲမှာတင်တနေရာတည်းရရှိနိုင်ခြင်းတို့အပြင်မိသားစုနောင်ရေးအတွက်အရှုံးမရှိတဲ့ယင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းတစ်နှစ်ထက်တစ်နှစ်တန်ဖိုးတက်နေခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်လက်ရှိမှာ1 bedroom 2 bedroom 3 bedroom 4 bedroom နဲ့ပန်းဟောင်းအခန်းများကိုမိတ်ဆွေစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ Union Hospital မှာနဲ့ချိတ်ဆက်ဝယ်ယူတော့မိတ်ဆွေများအတွက် developer တိုက်ရိုက်စေနဲ့ရရှိမြင့်အပြင်တန်ပေါင်းများစွာတက်တာခွင့်ရအောင်လဲပူညီပေးမှာဖြစ်လို့ Union Hospital မှာ Page Messenger သို့မဟုတ်0958032256 0978930766ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအခွင့်အရေးဆိုတာလက်ဦးမှုရယူနိုင်သူတိုင်းအတွက်သာဖြစ်ပါတယ်မိတ်ဆွေ